လောကကြီးမှာလေရယူခြင်းနဲ့ပေးဆက်ခြင်းကိုရှင်ပေးဆက်ခြင်းကိုပဲရွေးရမယ်မိမိအကျိုးနဲ့အများအကျိုးကိုရှင်အများအကျိုးကိုပဲရွေးရမယ်ဒေါသနဲ့မေတ္တာကိုရှင်ရင်မေတ္တာကိုပဲရွေးရမယ်ပါလေသူတို့တွေအားလုံးကလေသားလေးအမေရိကပြန်လာတာကိုတွေ့ကျင်လို့ဆိုပြီးလာဆောင်နေကြတာ အပူတွေပါမေရဲ့ကျွန်တော်အမေရိကပြန်လာတာဘာမှထူးဆန်းလို့လဲအဲ့ဒါကိုလူငွေအမီလည်းမတက်ကြနဲ့အချောင်နှိုက်တာလို့ခေါ်တယ်အမေရိကမှာဒါမျိုးမရဘူး မင်းလည်းမြန်မာဆိုတော့မြန်မာစိတ်ကလေးပြန်မွေးတင်တယ် မင်းကငါ့ကိုဘောကမင်းနေတယ်လို့ပြောချင်တာ အခုကငန်ချားမှာဒါပညာတင်လာတယ်တာပြောတာရင်ကျေးမှုလည်းတိတ်နာမလို့ နေခက်ပိုင်းဆိုတဲ့မိန်းမထားရနေစိတ်ရတော့ခက်ညက်ညက်တန်းစားထဲမှာငါမပါဘူး။အန်ကိုကြီးထူကန်မယ်ရုပ်လုတ်ဖို့ကြံနဲ့နော်။နေကအတိုင်းနဲ့အဝိုင်းနဲ့လိုင်းပေါ်မှာပွတ်ထားရမယ် လမ်းတာမှာအရန်ကိုလမ်းသူ့ရဲ့ပုံစံကနေခက်ကြိုက်တဲ့ပုံစံပဲ အခုတော့ပညာစုံလို့ပြန်လာတယ်ဆိုတော့ ။ကျင်ရတော့စုံပြီလား အခုတော့မှလေနေခက်ကသူ့ကိုခွင်းစင်နေပြီ ကိုကမေခက်ကိုချစ်တာဟုတ်မိတယ် တကုံနဲ့ကုတ်ကကုတ်ကြားနဲ့မင်းနဲ့ပဲ သားလေးကိုလေပေးနာကနေပြီးပြုစုယူရတဲ့ဇနီးကောင်းတစ်ယောက်ကိုမမေကတွေ့ထားတာပါ ပြောတော့ပညာချက်မင်္ဂလာဆောင်မှာဘလို့ဝစ်လို့ဝေးရမှန်းမသိတဲ့မိန်းမကိုကျွန်တော်နဲ့ပေးစားလိုက်တာဆိုတော့ကျွန်တော်ဘာကြီးကသွားပြီပေါ့ငါမင်းနဲ့တူတူအရက်ထိုင်တော့ sexy ကြကြလေး two piece ပဲပဲခဲ့ငါမိန်းမလုံးပါငါအိမ်ပေါ်လုံးပါမင်းပုံစံလည်းကြည့်ရောငါကြိုက်တဲ့ပုံစံလည်းမဟုတ်ဘူး အခုလိုလုပ်တာမင်းဖောက်ပြန်တာဒါဘယ်ဘာသာတရားမှခွင့်ပြုတဲ့ကိစ္စမဟုတ်ဘူးကွာ အမေရိကမှာဒါလူခွေ ဖျောက် အဲ့နဲ့မင်္ဂလာဆောင်ပြီးဇနီးကိုအိမ်မှာထားပြီးတော့ဘယ်မှာသွားအိမ်ရလဲ လူတိုင်းမှာသူ့လွတ်လပ်ခွင့်နဲ့သူဆိုတာရှိတယ်ကျွန်တော်မှလည်းကျွန်တော်လွတ်လပ်ခွင့်ဆိုတာရှိတယ်နွားတစ်ကောင်လုံးနှစ်ဖားချိုးထိုးခံရပြီးခြေတိုင်းမှာတဝဲလဲလဲနေမဲ့ကောင်မျိုးမဟုတ်ဘူး ဒီနေ့ဒီလိုဖြစ်မယ်ဆိုတာငါကြိုသိပြီသားဖောက်ပြန်ခြင်းနေကြတာပြင်သွားကြပါလား လူရန်ကလူဝိတ်စကားတွေဖြစ်နေပြီမင်းအောင်ဦးစေ ကျွန်တော်ခွေးလေးခွေးလင်းဘဝရောက်ခဲ့တာ14 5နှစ်သားရွယ်ခဲ့ရပါဗျာအဲ့ဒါတွေပါတော့အမေရိက